လူတိုင်းကိုမပြိုတင်တဲ့ရှုပ်ရထားရမယ့်စကားကြီး၅ခွန်းတခါတော့ကစိတ်ပြက်ဝမ်းနည်းစွာလမ်းလျှောက်လာနေတဲ့လူငယ်လေးတစ်ယောက်ကိုအဖိုးတစ်ယောက်ကအခုလိုဆုံးမစကားပြောခဲ့ပါတယ်မှတ်ထားကောင်လေးလောကမှာလူတိုင်းကိုမပြိုတင်တဲ့ရှုပ်ရထားရမယ့်အရာ၅ခုရှိတယ်နံပါတ်1ကိုယ့်ရဲ့ဝမ်းနည်းစရာတွေပြဿနာတွေကိုလူတိုင်းကိုမပြောပါနဲ့ကိုဘဝမှာအခက်ခဲတွေဝမ်းနည်းစရာတွေကြုံလာရင်တရားရောက်ကိုရင်ဖွင့်လိုက်ရင်ခဏတော့တတ်တာသွားနိုင်ပါတယ်ဒါပေမဲ့လူတွေမင်းရဲ့ပြဿနာတွေကိုတီးသွားတဲ့အခါသူတို့ကကူညီဖို့ထက်မင်းကိုအားနေသူပြညံ့သူလို့မြင်လာတတ်ပါတယ်ကိုဆိုးတာကမင်းကိုမနာလိုသူတွေမင်းရဲ့ပြိုင်ဖက်တွေကအဲ့ဒီအခက်ခဲတွေကိုမင်းအားနေချက်အဖြစ်သုံးပြီးမင်းကိုထိုးနှက်ကြလိမ့်မယ်နံပါတ်2အတိတ်အမှားတွေအနာဂတ်အစီအစဉ်တွေကိုလူတိုင်းကိုမပြောပါနဲ့အတိတ်ကအမှားဆိုတာပြုပြင်လို့မရတော့တဲ့အရာပါအဲ့ဒီအမှားတွေကိုလူတိုင်းသိသွားရင်သူတို့ကအဲ့ဒီအမှားတွေကိုပဲထက်ကပြောပြီးမင်းကိုလှောင်ပြောင်ကြလိမ့်မယ်မင်းအပေါ်ယုံကြည်မှုတွေလေရှို့သွားပါလိမ့်မယ်အလားတူပဲအနာဂတ်အစီအစဉ်တွေကိုလေပါဇက်နဲ့အလွေတကူမပြောပါနဲ့ရှင်းမှာတော့တော်လိုက်တာလို့ရှိကျူးကြပါမယ်နောက်ွယ်မှာတော့မနာလိုစိတ်တွေနဲ့မင်းအောင်မြင်မလာအောင်တားဆီးဖို့ပါစ조사ကြနိုင်ပါတယ်အစီအစဉ်ကိုစကားနဲ့မပြောပါနဲ့အလုံးနဲ့ပဲတက်သေးပြပါနံပါတ်3ကိုယ့်ရဲ့အင်တွင်းကိုအပြစ်မထုတ်ပါနဲ့စကားပုံတစ်ခုရှိတယ်လေအတွင်းမင်းကိုအပြစ်မယူနဲ့တဲ့မိသားစုအတွင်းပြဿနာတွေဇနီးမယားကြားကအခက်ခဲတွေကိုတခြားသူတွေကိုပြောလိုက်ရင်နောက်ဆုံးအကျိုးယုတ်သွားတာကကိုနဲ့ကိုမိသားစုပါပဲမိသားစုအကြောင်းမကောင်းပြောလိုက်တာဟာကိုပေါင်ကိုကိုလှန်ထောင်းသလိုပါပဲနံပါတ်4ကိုရဲ့အားနေချက်အားသာချက်တွေကိုလူတိုင်းကိုမပြောပါနဲ့မင်းရဲ့အားသာချက်ကိုတီးသွားရင်ပြိုင်ဖက်တွေကအဲ့ဒီအားသာချက်ကိုနီးမျိုးစုံနဲ့တားဆီးဖို့စ조사ကြပါလိမ့်မယ်မင်းရဲ့အားနည်းချက်ကိုတီးသွားရင်လေအဲ့ဒီအရာကိုအသုံးချပြီးမင်းကိုထိုးနှက်ကြလိမ့်မယ်ဒါကြောင့်ဖြစ်နိုင်ရင်ကိုယ့်ရဲ့အားနည်းချက်တွေကိုအရန်နီးစက်သူတွေကိုတော့လွေလင့်တူမပြောပါနဲ့နံပါတ်5ကိုယ့်ရဲ့ဝင်ငွေလစာကိုလူတိုင်းကိုမပြောပါနဲ့မင်းမဝင်ငွေဘယ်လောက်ရှိလဲလစာဘယ်လောက်ရနေလဲဆိုတာလူတိုင်းသိဖို့မလိုပါဘူးတချို့ကမနာလို့ဖြစ်မယ်တချို့ကအားထားမယ်တချို့ကအမျက်ထုတ်ချင်လာမယ်တိတ်လို့တိတ်တဲ့ဒါကလုံချုံဆုံးလမ်းပါပဲ